အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုထဲမှာတော့ tourism industry ကအတိမတ်ပြုထားတဲ့ sister level luxury entertainment day cruise ဖြစ်တဲ့ Dolphin Cruise ကိုဟာလုံးပေးမှာကျွန်တော်ဖွဲ့တွားရောက်စီမှာဖြစ်ပါတယ်ဗီဒီယိုရဲ့အဆုံးပိုင်းမှာတော့အရေးကြီးတဲ့ travel tips နဲ့ကျွန်တော်တို့စီးခဲ့တဲ့ Dolphin Cruise ရဲ့အကြံဉာဏ်ကုန်ချစေကိုဖော်ပြထားပါတယ်အခုဆိုရင်ကျွန်တော်တို့စာပါနဲ့ HK Sleeper Bus နဲ့တညလုံးစီးလာခဲ့တာ6:15လောက်မှဟာလုံးပေးကိုဝင်လာပါပြီHK Bus ကကျွန်တော်တို့ booking တင်ထားတဲ့ Golden Pan Hotel အထိကိုလိုက်ပို့ပေးခဲ့ပါတယ်6နာရီခွဲလောက်မှ hotel ကိုရောက်ရှိပြီးတော့ check in ဝင်ခဲ့ပါတယ်ကျွန်တော်တို့ရောက်ခဲ့တဲ့နေ့က hotel မှာအခန်းတွေပြည့်နေတာကြောင့် early check in မရခဲ့ပါဘူး reception မှာပဲအထုပ်တွေထားခဲ့ပြီးတော့ကျွန်တော် breakfast စားဖို့ထွက်လာခဲ့ပါတယ်ကျွန်တော်တို့ဒီနေ့ plan ကတော့ Halong Bay မှာ day cruise စီမှာဖြစ်ပါတယ်ရွေးချယ်လိုက်တဲ့ cruise ကတော့ sister အဆင့်ရှိတဲ့ Dolphin Cruise ဖြစ်ပါတယ်ကျွန်တော်တို့ချိန်ထားတဲ့တိုးကနေမနက်9:00နာရီလောက်ဟိုတယ်ကိုလာရောက်ခေါ်ဆောင်ခဲ့ပါတယ်10:00နာရီဝန်းကျင်လောက်မှာတော့ကျွန်တော်တို့ Halong International Cruise Port ကနေပြီး Dolphin Cruise Port တက်ပါပြီမနေ့ကစာပါနေတိုက်ရိုက်လာတာကြောင့်ဒီမနက်မှာ early check in မရတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ Cruise Port ရောက်တာနဲ့အရင်ဆုံးလုပ်ရတဲ့အလုပ်ကရေချိုးခြင်းလုပ်ပါပဲမနက်7:00နာရီခန့်မှာတော့ကျွန်တော်တို့ cruise ပေါ်အရသာရှိတဲ့ seafood buffet ကိုစားဖို့ရောက်ရှိနေပါပြီအဲ့နောက်မှာတော့ကျွန်တော်တို့ Halong Bay မှာရှိတဲ့ကျွန်းတွေကိုတွားရောက်လဲပတ်မှာဖြစ်ပါတယ်နိုင်ဝက်ကစီးပြီးနောက်မှာတော့ surprise cave လို့ခေါ်တဲ့ Swansort Cave ကိုရောက်ပါပြီ။ကူရဲကိုဝင်ဖို့အတွက်ခြေလမ်း200ခန့်လောက်ရှောက်အောင်ဖြစ်ပါတယ်ရာသီဥတုကတော့အရန်ကိုပို့ပြီးကူထဲကိုဝင်ဖို့လူတွေအများကြီးတန်းစီဆောင်နေရပါတယ်တောင်ပေါ်ကနေကြည့်လိုက်ရင် Halong Bay ရဲ့မြင်ကွင်းကအရန်လာပါတယ်အားလုံး surprise cave လို့ခေါ်တာလေဆိုတော့ Swansort ဆိုတဲ့နာမည်ဟာအားသိခြင်းလို့အဓိပ္ပာယ်ရပါတယ်။ရန်ကနေကြည့်လိုက်တသေးလေးတာမန်လို့ပဲထင်ရပေမဲ့ထဲဝင်လိုက်တာနဲ့လော်ကြီးမားတဲ့ကိုခန်းကြီးတွေကိုဖွင့်လှစ်ထားပြီးလှပအမခန်းတဲ့ကြောက်တောင်ပုံစံတွေကိုတွေ့မြင်ရတာကြောင့်ပါ။နိုင်ကွဲတော့မှာတော့ကျွန်တော်တို့ cruise ပေါ်ပြန်ရောက်ရှိခဲ့ပြီးတော့တခြား island tour တွေကိုမလဲတော့ပဲ cruise ပေါ်မှာပဲဆက်နေဖို့ဆုံးဖြတ်လိုက်ပါတယ်Dolphin Cruise ပေါ်မှာပါဝင်တဲ့ facility တွေပဲဖြစ်ပါတယ်။လေမှာတော့ပူပါတီလုပ်ဖို့အတွက် swimming pool ရှိပါတယ်။အဲဒီရှိမှာတော့ live music အတွက်200 meter square အရွယ်ရှိတဲ့ open indoor stage ကိုပြင်ထားပါတယ်။ရှိကူးခဲ့မိပတ်ပတ်လေမှာတော့အနားယူဖို့အတွက် bungalow type လေးတွေလုပ်ထားပါတယ်။ညနေ4:00နာရီခွဲမှာတော့ live music စတင်ပါတယ်။
နေ9 နာရီလောက်မှာတော့ Dolphin Cruise ခီးစဉ်ပြီးဆုံးခဲ့ပါတယ်ဒီမနက်ခင်း view လေးကတော့ကျွန်တော်တို့ hotel အခန်းကနေပြီးလှမ်းမြင်ရတဲ့ရှုခင်းဖြစ်ပါတယ်ဒီနေရာလေးကအရန်ကိုတိတ်ဆိတ်ပြီးနေလို့ကောင်းပါတယ်ဒီနေ့ hotel ချက်ကောင်းမလုပ်ခင်မနက်ခင်း Harbour ဘက်ကိုလမ်းလျှောက်ခဲ့တဲ့မြင်ကွင်းဖြစ်ပါတယ်ဒီနေရာကနေလဲဟာလုံဘေးဘက်ကိုသွားတဲ့ cruise တွေစီးနိုင်ပါသေးတယ်နေ့လယ်12 နာရီမှာတော့ကျွန်တော်တို့ဒီ Halong Bay Hotel ကနေ check out လုပ်ပြီး Hanoi ကို 5 seater ကားနဲ့ကျွန်တော်တို့ခီးဆက်ခဲ့ပါတယ်ဒီဘိုင်းမှာတော့ကျွန်တော်တို့ခီးရဲ့ကုန်ကျစရိတ်အချမ်းမျိုးကိုပြောပြချင်ပါတယ်Hanoi ကနေ Halong Bay ကိုလာတဲ့လူတွေအတွက်တော့ cruise tour တွေကအသွားပြန် transportation ကိုတစ်ခါစီစဉ်ပေးပါတယ်ကျွန်တော်တို့ဖွဲ့ရတော့ Halong Bay မှာတရက်နေချင်တာကြောင့် Sapa နေ sleeper bus နဲ့တိုက်ရိုက်ဆင်းလာခဲ့ပါတယ် sleeper bus ကစီရတော့ Sapa နေ Halong ကိုတယောက်ကိုမြန်မာကျပ်ငွေ3,200ချပါတယ်ကျွန်တော်တို့ရွေးလိုက်တဲ့ Dolphin Cruise ကမြန်မာကျပ်နဲ့တွက်မယ်ဆိုရင်တယောက်ကို2,300,000 2,000,000ကျွဲဝင်ချင်းကြပါတယ်ဒီစီထဲမှာ seafood buffet ပါဝင်ပါတယ်ကျွန်တော်တို့တည်ခဲ့တဲ့ Grand Palm Hotel ကတော့တရက်ကို9,000 ဝင်ချင်းကြပါတယ်ဗီဒီယိုကိုဆုံးဖြတ်ကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်